ပါဝဲစာနေမှာနေထိုင်လာတာကိုသိရှိပါပြီဒီရှင်ရေတကုံကိုအကြိမ်ကြိမ်ရောက်ပြီးပေမဲ့ဒီတစ်ခါတော့မလဲလာတာမဟုတ်ပဲတရုတ်ပြည်ကတစ်ပင်ဆိုင်သူပညာရှင်တယောက်ကိုနားတွေ့တာပါညွှန်ကြားရေးမှုဝေရှင် တိုက်တောင်းပါလား ဆရာဝေကဘာရဒနာရှာနေတာလဲ ဒီခီးသွားနေရကိုပို့ပြီးတမိုးရှိတာအောင်လုံးမဲ့လူဝနီလန်းကိုရှာနေတာဗျာ အတော်ပညာရှင်ကပြီးသွားလုံရင်းနဲ့ဘာဆိုင်လို့လဲ ဆိုင်တာပေါ့ဗျာဒီနေရာကတစ်တော်ခီးသွားလုပ်ငန်းနေရာလေးကျွန်တော်တို့အလုပ်ကရှုခင်းလာအောင်တစ်ပင်မျိုးစားရွေးချယ်ကြံပေးရတာရှုခင်းလာမှကျွန်တော်တို့ဘဝတွေပိုကောင်းလာမှာပေါ့သိပြီရှုခင်းလောက်ဖို့ဘလို့ပင်ဆိုင်ရမလဲအကြံပေးတာကို ခီးတယ်တွေပျော်ရွှင်ပြီးဒီမှာကြကြနေချင်းအောင်ပေါ့ဒါမှခီးသွားဝင်ပြီးတိုးမယ်ဒေတာခံတွေအိတ်ကပ်ဖောင်းပြီးနေထိုင်မှုဘဝတွေတိုးတက်လာပါလေ ဒါတရုတ်ပြည်ကရေရှည်ဖွံ့ဖြိုးမှုဆိုတာပဲနော် ဟုတ်ပါတယ်ဗီယက်နမ်မှာလည်းဝါးတွေအများကြီးရှိတယ်ကြားတယ်ဒီမှာလည်းဝါးတွေမစိုးဘူးပြတယ်ကျွန်တော်လိုက်ပြမယ် ဟုတ်ကဲ့သွားကြတာပေါ့ဒီဝါတော့ကတန်လိုက်တာနော်ဘာမျိုးစားလို့ခေါ်လဲရှင် ဒီဝါးကစစ်ချင်ဘက်ကနေလူယူလာတာရင်းချုံဝါးတို့အေယာမဝါဝါလို့ခေါ်တယ်။မူရင်းစစ်ချင်မှထက်တောင်ဒီမှာပိုဖြစ်ထွန်းသေးတယ် ဒါကြောင့်မြစ်ထွက်နှုံးလဲတော်တော်ကောင်းပါတယ်ဒီဝါမျိုးကအရေးသွေးကောင်းလို့ကျွန်တော်တို့ဒီမှာစက်ကူစက်ယုံတည်ထားတာပါညွန်ကြားရေးမှုအကဲခတ်လဲနေပညာပိုင်းလာကူညီပေးနေကြလေနောက်နှစ်ကျရင်မျိုးကောင်းမျိုးသက်လက်မှတ်လျှောက်ပြီးတနိုင်ငံလုံးဖြန့်ချိမယ်ပြီးရင်အာမခံစည်းနှုန်းနဲ့ပြန်ဝယ်မယ့်စနစ်လုံးပါပါ ဒါဆိုပြည်သူတွေဝင်ငွေတိုးတယ်လို့ကုန်ကျန်းလဲအာမခံချက်ရှိတာပေါ့ဆရာဝေရိုက်ကသူတို့ရဲ့ငွေကြေးကြံပေးပါလုပ်နေတာပဲ ။မဟုတ်ပါဘူးဗျာဒါကျွန်တော်လုံးတင်လုံးထိုက်တဲ့အလုပ်ပါ တောင်သူတွေကယုံကြည်မှုရှိရှိစိုက်ပျိုးရဲတယ်လို့ကုမ္ပဏီကလည်းရဲရဲဝယ်ရဲကြတယ်ဒီအခြေအနေရဖို့ညွှန်ကြားရေးမှုဝယ်တယောက်စိုက်ခင်းနေစဉ်မြေစီလွာစစ်ကြားခံချိတ်ဆက်ပေးခဲ့ရတာအကြိမ်ကြိမ်ပါပဲ ။နောက်တစ်ပတ်နန်းနေတစ်တော်ပြပွဲမှာကျွန်တော်တို့ရဲ့ရွှေတောင်ငွေတောင်တွေနိုင်ငံတကာရောက်ပုံလိုက်ပြမယ် ဟုတ်ကဲ့ပါရှင် ။မန်နေဂျာစု မင်္ဂလာပါရှင် ပြပွဲဘယ်လိုနေလဲ မန်းထားတာချက်တောင်ပိုအောင်နေပါတယ် ။နိုင်ငံခြားဧည့်သည်ရော နိုင်ငံခြားဂိတ်ဒီနှစ်ဖွဲ့လာသွားတဲ့ရှင်တစ်ဖွဲ့ကဗျာစီကနောက်တစ်ဖွဲ့ကယူရှားကပါသူတို့ကကျမတို့ရဲ့ဒီစနစ်ကိုတော်တော်စိတ်ဝင်စားကြတယ် ဒီစနစ်ကိုရှောက်ထားရတာခက်ခဲလားရှင် ညွန်ကြားရေးမှုဖားရဲ့ data အချက်လက်တွေဒါမရှိရင်ကျမတို့ရှောက်လို့ရမှာတော့မဟုတ်ဘူး ။လုပ်ငန်းတွေကိုကူညီပေးရင်းနဲ့သူတို့ဘာလို့အပ်နေလဲဆိုတာကျွန်တော်တို့သိခဲ့ရတာကိုဒါကြောင့်တစ်တော်ထောက်ခံချက်နဲ့စမြင့်ချီရခံစီမံခန့်ခွဲမှုစနစ်ကိုတည်ဆောက်ခဲ့တာပါ။တစ်တော်ထွက်ပစ္စည်းတွေရဲ့ရင်းမြစ်ကိုစနစ်တကျဖြစ်စေဖို့လေလုပ်ငန်းတွေကိုဒီစနစ်အချိန်မီတည်ဆောက်နိုင်အောင်တွန်းအားပေးခဲ့တယ်။ဒါမှကျွန်တော်တို့ထုတ်ကုန်တွေနိုင်ငံတကာကိုထိုးဖောက်ပြီးကမ္ဘာဈေးကွက်ကိုဝင်နိုင်မှာပေါ့ ရင်နှုံးကစိမ့်လန်းဆိုပြေးတဲ့ရေမြေတောတောင်တွေဟာရွှေတောင်ငွေတောင်တွေပါပဲဆိုတဲ့စကားကကျမအတွက်တွေးကြော်တန်သက်ပါဒါပေမဲ့ညွှန်ကြားရေးမှုဝေနဲ့ရက်နှဲငယ်လိုက်ကြည့်ပြီးတဲ့နောက်မှာတော့အဲ့ဒီတန်ဖိုးတွေကဝါပင်တွေတစ်သီးတွေနဲ့ဒေသခံတွေရဲ့အပြုံးတွေထဲမှာတကယ်ရှိနေတာကိုမြင်တွေ့ခဲ့ရပါတယ် ။ကျွန်တော်အလုပ်ကရှင်းရှင်းပြောရရင်တစ်ပင်ကောင်းကောင်းစိုက်ပြီးတစ်တော်ကိုကာကွယ်ဖို့ပါပဲ။ပြည်သူတွေစိတ်ထဲမှာဘာဖြစ်ချင်နေလဲဆိုတာကိုမှတ်ထားပြီးသက်ဆိုင်ရာလူတွေနည်းလမ်းတွေရှာပြီးသူတို့ခက်ခဲကိုဖြေရှင်းပေးတာပါ။နောက်ဆုံးရည်ရွယ်ချက်ကတစ်ခုတည်းပါ။ဒီကစိမ့်လန်းနေတဲ့တောင်တန်းတိုင်းဟာပြည်သူတွေဘဝပိုကောင်းလာဖို့အတွက်အားကိုးရဖြစ်လာစေချင်တာပါပဲ